အမျိုးသားတစ်ယောက်ဟာကြောက်တုံးကိုတစ်ချက်ရိတ်ကနေကြည့်လိုက်ရုံနဲ့တင်အခုခုတ်တော့မဲ့ကြောက်ရိုင်းတုံးဟာဘာတန်ဖိုးမှမရှိတဲ့အလကားကြောက်ခဲတက်တက်ပဲဆိုတာချက်ချင်းသိလိုက်ပါတယ်မိမိအသက်ကိုကယ်တင်နိုင်ဖို့အတွက်အဲ့ဒီကြောက်တုံးဟာဘာတန်ဖိုးမှမရှိကြောင်းအားလုံးကိုရဲရဲဝံ့ဝံ့သတိပေးလိုက်ပေမဲ့ဘသူကမှသူ့စကားကိုမယုံကြပဲသူ့ကိုအတုံးမကျတဲ့လူခင်းလူအဖြစ်ပဲသတ်မှတ်ခဲ့ကြပါတယ်သူလိန်ညာနေတာကိုတက်တည်ပြဖို့အတွက်လူအုပ်ကြီးဟာကြောက်ဖြတ်သမားကိုအဲ့ဒီနေရာတင်ကြောက်တုံးကိုချက်ချင်းဖြတ်ခိုင်းလိုက်ပါတယ်ဒါပေမဲ့ကြောက်တုံးကိုဖျက်လိုက်တဲ့အခါမှာတော့ထိုအမျိုးသားခံမှန်းခဲ့တဲ့အတိုင်းဘာတန်ဖိုးမှမရှိတဲ့ကြောက်ခဲပျက်စီးတွေပဲထွက်လာခဲ့ပါတယ်ဒါတောင်မှလူတွေဟာသူ့မှန်နဲ့ဆိုတာကိုမဝင်ခံကျင်ကြပဲကံကောင်းလို့တင်လို့ပဲစညင်းနေကြပါသေးတယ်။အဲ့ဒီနောက်အမျိုးသမီးလုပ်ငန်းရှင်ကြီးကနောက်ထပ်ကြောက်ရိုင်းတုံးကိုယူလာခိုင်းပြီးထိုအမျိုးသားရဲ့အမြင်ကိုထပ်မံမေးမြန်းခဲ့ပါတယ်။အမျိုးသားဟာမျက်မှောက်နှစ်မျက်စိကိုအသုံးပြုပြီးကြောက်တုံးရဲ့အစစ်အမှန်တန်ဖိုးကိုချက်ချင်းဖော်ထုတ်ပြလိုက်တဲ့အခါဘေးကကြောက်မြတ်ကျွမ်းကျင်သူတယောက်ကသူ့ကိုမယုံကြည်သလိုနဲ့လှောင်ပြောင်တယောခဲ့ပါတယ်။အဲ့ဒီကြောက်မြတ်သမားကသူ့ကိုလောင်းကြီးထပ်ဖို့စိန်ခေါ်ခဲ့ပြီးထိုအမျိုးသားကလည်းအေးအေးဆေးဆေးပဲလက်ခံခဲ့ပါတယ်။ခဏအကြာမှာတော့ကြောက်တုံးကိုဖျက်လိုက်တဲ့အခါရလက်ဟာအမျိုးသားခံမှန်းခဲ့တဲ့အတိုင်းတထီရာလေးဖြစ်နေပြန်ပါတယ်။ဒီတစ်ချိန်မှာတော့လူအုပ်ကြီးတစ်ခုလုံးစွန့်သွားခဲ့ရပြီးအမျိုးသမီးလုပ်ငန်းရှင်ကြီးကလည်းဒီစမ်းကြဲတဲ့အမျိုးသားဟာတာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာနောက်ဆုံးမှာသဘောပေါက်သွားခဲ့ပါတယ်။ဒါကြောင့်သူမကထိုအမျိုးသားကိုကိုယ်တိုင်ကြောက်တုံးတုံးရွေးချယ်ခွင့်ပေးခဲ့ပါတယ်။သူ့ရဲ့နက်မျက်စိကိုထပ်မံအသုံးပြုပြီးအခန်းထဲကကြောက်တုံးမှန်သမျှကိုလိုက်လံစစ်ဆေးပြီးနောက်တာမန်ပဲကြည်ကောင်းတဲ့ကြောက်ရိုင်းတုံးကိုရွေးချယ်လိုက်ပါတယ်။ဒါပေမဲ့ပထမအကြိမ်ဖျက်လိုက်တဲ့အခါမှာတော့တန်ဖိုးမရှိတဲ့ကြောက်ခဲပျက်စီးတွေပဲတွေ့ရတာကြောင့်လူအုပ်ကြီးကဝိုင်းလောင်ကြပါတော့တယ်။ဒါပေမဲ့ထိုမျိုးသားကပုံမနှဆိုင်အောင်ဆက်ဖြတ်ဖို့ဆွတောင်းဆိုခဲ့ပါတယ်ဒုတိယအကြိမ်ဖျက်လိုက်တဲ့အခါမှာတော့ဆူရှာတောက်ပတဲ့အစိမ်းရောင်လင်းတန်းတစ်ခုချက်ချင်းထွက်ပေါ်လာပြီးအတွင်းထဲမှာဒေါ်လာ8 တန်းတန်ဖိုးရှိတဲ့ထိတ်တန်းကြောက်စိမ်းရတနာပုံးကွယ်နေတာကိုတွေ့လိုက်ရတာကြောင့်တနေရာလုံးကလူတွေအံ့အားသင့်ကုန်ကြပါတော့တယ်အဲ့ဒီအမျိုးသားကြောင့်ပဲအမျိုးသမီးလုပ်ငန်းရှင်ကြီးဟာလောင်းကြီးအားလုံးကိုအောင်မြင်စွာအနိုင်ရရှိသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အမျိုးသမီးလုပ်ငန်းရှင်ကြီးကသူမရဲ့အဖိုးအတွက်မွေးနေ့လက်ဆောင်ရွေးချယ်ပေးဖို့ထိုအမျိုးသားကိုဖိတ်ခေါ်ခဲ့ပါတယ်ထူးဆန်းတာကတော့ထိုအမျိုးသားဟာရိုးရိုးစင်းစင်းနဲ့ထင်ရှားမှုမရှိတဲ့ကြောက်ရိုင်းတုံးလေးတစ်တုံးကိုပဲရွေးချယ်ခဲ့ပြီးဒါဟာထိတ်တန်းဧကရစ်ကြောက်စိမ်းဖြစ်တယ်လို့ယုံကြည်ချက်အပြည့်နဲ့ပြောကြားခဲ့ပါတယ်မွေးနေ့ပွဲခင်းအတွင်းမှာတော့အမျိုးသမီးလုပ်ငန်းရှင်ကြီးရဲ့မောင်ဖြစ်သူကအဖိုးဖြစ်သူရဲ့အချစ်ကိုရရှိဖို့အတွက်အလွန်တန်ဖိုးကြီးတဲ့အပြာနဲ့အဖြူရောင်ပေါ်စလင်ရှီဟောင်းပန်းအိုးတစ်လုံးကိုဂုံယူဝင်းကြွားစွာပေးအပ်ခဲ့ပါတယ်။ဒါပေမဲ့ထိုမျိုးသားကတစ်ချက်ကြည့်လိုက်ရုံနဲ့တင်အဲ့ဒီပန်းအိုးဟာအတုအယောင်တက်တက်ပဲဆိုတာချက်ချင်းသိမြင်သွားခဲ့ပါတယ်။မောင်ဖြစ်သူကအမျိုးသမီးလုပ်ငန်းရှင်ကြီးကိုပုံမလောင်ပြောင်ပြီးသူမပေးတဲ့လက်ဆောင်ဟာအမိုက်တက်တက်ပဲလို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီနောက်အဖိုးဖြစ်သူကကြောက်ရိုင်းတုံးကိုအဲ့ဒီနေရာတင်ဖြတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ပထမဆုံးအကြိမ်ဖြတ်လိုက်တဲ့အခါမှာတော့ကြောက်တုံးအတွင်းထဲမှာဘာတန်ဖိုးမှမရှိတဲ့ကြောက်ခဲပျက်စီးတွေပဲတွေ့ရတာကြောင့်ပွဲခင်းတစ်ခုလုံးအနေရခက်ပြီးတိတ်ဆိတ်သွားပါတော့တယ်။